ရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်ယုံမြို့နယ်ပြန်စားရင်းနဲ့ပြည်သူ့ဆက်ဆံရေးစီဌာနလူထုအရှိပြုဖို့ဌာန community ဌာနခမနိုင်ယနေ့နေ့ပိုင်းကအနေရရှိသောပလတ်စတစ်စွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်၍အသိပညာပေး top show ကိုပြုလုပ်ကြပါရာရုပ်သံကျွမ်းကျင်သောနော်နန်စီဖောင်းနဲ့စာကြည့်တလက်ထောက်တုံတို့ဝေခိုင်တို့ကယခုလိုဆွေးနွေးခကြပါရရှင်။မင်္ဂလာပါမကြီးဒီကနေ့ပြုလုပ်မဲ့ top show ရဲ့ကောင်းစဉ်ကိုအမကပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ press state အနေနဲ့ဆိုင်ရာသိပညာပေး top show ဖြစ်ပါရရှင်။ဟုတ်ကဲ့ပါညီမအနေနဲ့ press state များ၏စိုးကျိုးများအကြောင်းကိုဆွေးနွေးပေးပါအောင်ရှင်။ဟုတ်ကဲ့ပါပူလောင်တဲ့အစားအစာများကိုကျွတ်ကျွတ်အိတ်အတွင်းထည့်သွင်းစားသုံးပါကကင်ဆာရောဂါဖြစ်ပေါ်စေခြင်းစီကာမဲဆွန့်ပစ်ပါကမြို့ပြတန်းရှင်းတာယာလာပမှုကိုပျက်စီးစေတဲ့အပြင်ရေမြောက်အတွင်းမျိုးပါသွားပါကရေထွက်ပေါက်များအားပိတ်ဆို့စေခြင်းရေရှမ်းခြင်းများရေထွက်ပေါက်များအားပိတ်ဆို့စေခြင်းရေရှမ်းခြင်းများဖြစ်ပေါ်စေပါတယ်ရေမြောက်မှတစ်စစ်ညှိချောင်းများပင်လယ်သမုဒ္ဒရာများအတွင်ရောက်ရှိပြီးကမ္ဘာရေထုကိုညှိညမ်းပျက်စီးစေပါတယ်ရှင်။ဟုတ်ကဲ့ပါအမအနေနဲ့ပလတ်စတစ်များရဲ့တာရှိခံမှုနဲ့ဆိုးကျိုးများအကြောင်းကိုရှင်းပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါပလတ်စတစ်များဒီမြင်းကြီးတဲ့တွင်နှစ်ပေါင်း900မှ1000ခန့်ကြာမှသာပျက်စီးနိုင်သည့်ပိုလီအီတိုင်လင်းများဖြစ်ကြပါတယ်ရှင်။စိတ်ပြိုရေးလုပ်ငန်းများကိုထိခိုက်စေနိုင်ပါတယ်။ညင်စီလွာအသွင်ရှိအပေမျိုးစေ့တိစိတ်များမှာအညောက်မထွက်နိုင်တော့ဘဲသေချေပျက်စီးကြရပါတယ်ရှင်။မီရှိုဖြတ်စီးပါကအီသလင်အောက်ဆိုင်းနဲ့ဒိုင်အောက်ဆီများထွက်ရှိတဲ့ဖြင့်လေထုညဉ့်ညမ်းမှုဖြစ်ပေါ်စေသည့်အပြင်ရင်းနှံငွေ့များကိုရှူရှိုက်မိပါကကင်ဆာရောဂါကိုဖြစ်စေပါတယ်ကျွန်တော်တို့ကဘာကြီးဒီအနေရရှိသော prostate စွန့်ပစ်ပစ္စည်းများ၏လွန်ကဲသောပမာဏဖြင့်ဖောင်းလွှမ်းမှုကိုခံနေရပါတယ်ရှင်နေ့စဉ်ပင်လယ်တပုတ်တရာတဲ့တို့ prostate စွန့်ပစ်ပစ္စည်းတန်ချိန်8တန်ကျော်စုပုံရောက်ရှိနေပါတယ်ယခုအခါပင်လယ်တွင်က plastic အပိုင်းအစားများသည့်ကျွန်ုပ်တို့ငကာငွေတန်းရှိကျဲများထက်အရေးအတွက်ပိုများနေပါရရှင်ယခုအတိုင်းသာဆက်သွားနေမည်ဆိုရင်2050ခုနှစ်တွင်ကျွန်ုပ်တို့၏သမုဒ္ဒရာများ၌ငါးထက် plastic ကပိုများနေပါလိမ့်မည်ဟုဆွေးနွေးရပါရရှင်ကျွန်မကတော့ဝေဝေခိုင်းပါရှင်